ဟာတကယ်အခုတိမ်မထားလို့ဘိုက်ကစားနေပါဘူးဆိုအနုနည်းနဲ့မရရင်တော့အကျန်းကြီးပါပဲဟာယောပြီးတော့အားပါဝါဒအဲ့လောက်မယူရဘူးအားပါဝါဒမျက်မှန်ဝယ်ပြီးတဲ့အုံလိုက်တဲ့မိုးဆိုတာနောက်ဆုံးမနေနိုင်တော့လို့ကောက်တက်ပလိုက်ကြာလို့မျက်မှန်ဘူးမှလည်းနေဘူးမှတက်လို့မရေးထားဘူးကြိုက်တဲ့ချိန်တက်ကိုယ့်အကူစတိုင်ကြိုင်ပြီးတာပဲဂျာမသူ့ကိုချင်းမြင်စားတတ်အောင်ကျင့်တာတဲ့သူပေါက်လာတဲ့နေမောင်လေးကိုပြန်ချစ်မယ်တဲ့အဲ့ဒီကနေတိုင်းမြတ်တွေရစားတော့တယ်နောက်ကဆင်မသားတွေခွေးတွေတွေ့တယ်ခွေးဟောင်းတိုင်းအဖက်လုံးနေတယ်နော်ကိုလန်းကိုသွားမယ်ဟုတ်ကဲ့ပါအာစီစင်စုလည်းမကွဲစေနဲ့နော်သူများအနိုင်ကျင့်တာခံရမယ်ရှင်းမသားလေအမခွေးမသားအတန်ရှည်လာရှာနေတာတက်နေမလားဦးမယ်တော်ကိုလန်းကိုသွားရှင်းမအာစီပြောနေကြားတယ်မလားစစ်တကားတော့ဝလာတယ်နော်အမစင်ကိုလာပြီး body shaming လာလုပ်နေတယ်လူမသားတွေလမ်းတွေ့ရင်သူတို့မှဝါတဲ့ပိန်တွေကလွယ်ပြီးနှုတ်ဆက်စရာစကားမရှိဘူးတက်နေမလားလို့တကားလည်းပြားတယ်ဖြစ်သွားမယ်အိမ်မှာတအိမ်လုံးချောင်းဆိုးနေကြတာဆရာကျွန်တော်တခင်ရောပဲအဲ့ဒါဆိုလို့ရှိရင်ခွေးချောင်းအတွက်ဆေးတက်လူချောင်းအတွက်ဆေးတက်ဆရာပေးလိုက်မယ်သိလားတကယ်အခု